အကောင်သေးသေးလေးတွေနဲ့လုံးဝအတိုင်းကြီးကောင်းနေတဲ့ဟာမျိုးတွေအဲ့လို speaker လေးတွေရှာနေလားဒါဆိုရင်တော့ဒီ video လေးချင်းတော့ခင်ဗျာ Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Camera Electronic ကနေပြီးတော့ပြန်နေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ပြပေးမယ့်ဟာလေးတွေကတော့ဒါ Bluetooth speaker အသေးလေးတွေပေါ့နော်ဒါပေမဲ့ Bluetooth speaker အသေးလေးတွေဆိုရင်တော့သွားပြီး short မတွက်နဲ့ခင်ဗျာဒီအသေးလေးတွေအတန်းလုံးဝကြီးကိုအိမ်တိန်တာအတွက်လုံးဝကောင်းတယ်ပေါ့ဗျာကို့အခန်းထဲမှာဖြစ်ပါစေဒါမှမဟုတ်လည်းကို့အိမ်မှာဒီလို Bluetooth speaker လေးနဲ့ဖွင့်ပြီးတော့ဒါတချင်းတွေပါနားထောင်နေတယ်ဆိုရင်လုံးဝကိုအဆင်ပြေတဲ့ Bluetooth speaker လေးတွေပါနော်ပြီးတော့သူ့ရဲ့ဈေးကလည်းလုံးဝမများဘူး price to performance ဖြစ်ရမယ်ဈေးလည်းတန်ရမယ်ရတဲ့ quality ကလည်းကိုပေးရတဲ့ဈေးနှုန်းနဲ့တန်တယ်ဆိုတဲ့ခံစားချက်လုံးဝရနေရမယ်ပေါ့ဗျာအဲ့တော့အခုကျွန်တော်ပြပေးမယ့် speaker လေးတွေကတော့ဒီမှာကျွန်တော်ရှင်းမှာအခုရှိနေဒီလေးလုံးပေါ့ဗျာဒီလေးလုံးကဒါအိမ်မှာဒါ portable speaker လေးတွေပေါ့နော်ဒီကောင်လေးတွေရဲ့အတန်ထွက်လေးတွေကိုကျွန်တော်တစ်လုံးကြီးစီပြီးရင်လုံးဝစမ်းပြပေးမယ် bass stand တွေပါတဲ့အစားလုံးဝကောင်းတယ်အတန်တွေပါအတန်အဆုံးထိတင်လိုက်တော့အတန်ကြီးကplay ဘယ်လိုပြောမလဲအတန်ကြီးကအေးဘီဆိုလို့မျိုးတန် play မသွားဘဲနဲ့ဒီ bass stand လေးပါလေသူအတန်ကိုနောက်ဆုံးအဆုံးထိတင်မယ်ဆိုရင်တော့အတန်ကလုံးဝအေးဒီအတန်ကြီးနားထောင်မကောင်းတော့ဖြစ်ပဲနဲ့သူစီစီလေးနဲ့လုံးဝနားထောင်ကောင်းတဲ့အတန်လေးနဲ့သူနားထောင်ကောင်းတယ်ပေါ့ခင်ဗျာစီစီလေးနဲ့စီစီမှန်မှန်လေးနဲ့နားထောင်လို့ကောင်းတဲ့အတန်လေးဖြစ်တယ်ပြီးတော့လုံးဝ quality လေးတွေကလည်းလုံးဝကောင်းတယ်ပြီးတော့အာမခံကလည်းတစ်နှစ်ပေးထားသေးတယ်ခင်ဗျပေးရတဲ့ဈေးနဲ့လုံးဝတန်နေပြီဒီ Bluetooth speaker လေးတွေမှာအကုန်လုံးကအာမခံတစ်နှစ်စီပါတယ်ဒီကောင်လေးတွေရဲ့အတန်ထွက်လေးတွေရဲ့ဒီကောင်လေးတွေပုံစံလေးတွေကျွန်တော်ပြီးရင်တစ်ခုစီရှင်းပြပေးမှာပေါ့နော်ဒီ speaker လေးတွေကိုကျွန်တော်တစ်ခုစီပြပြမယ်ဒီကောင်လေးက NST ကထုတ်တဲ့ FSသူ့ရဲ့မော်ကုတ်နံပါတ်က AF022 ပါအဲ့တော့ဒီကောင်လေးကိုလိုချင်တော့ကျွန်တော်ရဲ့ comment box ကလာ AF022 ဆိုပြီးရိုက်ပြီးတော့ပြောလို့ရပါတယ်ခင်ဗျာဒါလေးကတော့93,950ပါခင်ဗျာသူ့ရဲ့ base quality ကဒါမျိုးလေးဖြစ်မှာပေါ့ဗျာဒီမှာလည်းတော့ speaker နှလုံးနဲ့ပေါ့နော် speaker နှလုံးဒီကောင်လေးက woofer နှလုံးနဲ့အထက်မှာ speaker နဲ့ပေါ့ဗျာလုံးဝအတန်ဖက်ကလုံးဝကောင်းတယ်ပြီးတော့လုံးဝတစ်လေးကလေးနဲ့တစ်ကလေးပေါ့နော် quality ဘန်းကလုံးဝသူကဘယ်လိုပြောမလဲပေးရတဲ့ဈေးနဲ့တန်တယ်ဆိုတဲ့ခံစားချက် quality ရတယ်ပေါ့နော်ပြီးတော့ဒီကောင်လေးတွေကဒီဘေးနားမှာလောက်ထားတဲ့ဒီနား rubber သားလေးတွေပေါ့နော်လုံးဝအားလေးတွေပြောဖက်လေးတွေမဟုတ်ဘဲနဲ့ဒီနားလေးက rubber သားအီလေးပြီးတော့ဒီအပေါ်ကလောက်ထားတဲ့ cover တွေကလုံးဝမတင်းလေးပေါ့ဗျာဒီမှာလောက်ထားတဲ့ဒီမှာလောက်ထားတဲ့ခြေသားလေးတွေဆိုတော့ဒါလုံးဝ quality ကောင်းတဲ့အသားလေးတွေပေါ့နော် quality ဘိုင်းမှာတော့ပေးရတဲ့ဈေးနဲ့လုံးဝတန်တယ်ဆိုတဲ့ခံစားချက်ရမယ်ပြီးတော့ box လေးကလုံးဝတစ်လေးပဲဒါ weight လေးလည်းရှိတယ်ပေါ့နော်တစ်လေးပြီးတော့သူ cloud design လေးတွေဆိုတော့ဒါမျိုးလေးတွေလာတယ်အပေါင်းအတင်းချတော့ဒီဘက်ထဲလေးမှာပေါ့နော်ပြီးတော့သူ့ရဲ့ဒီမှာ Arden box ကဒီဘက်ထဲမှာဒါဒီလိုနားထုတ်လိုက်ဦးမယ်ဒီဘက်ထဲမှာဆိုရင်ဒါဒီမှာဗာလဲအသွင်းတာတော့တိုက်စီနဲ့တွင်းရမှာပေါ့ဗျာဒီဘက်မှာSD ကစိုက်လို့ရမယ် USB ပေါ်တွေပါတယ်ပေါ့ဗျာဒါကိုအိမ်မှာဒါအိမ်သုံးအနေနဲ့ဖွင့်မယ်ဆိုရင်ဒါလုံးဝတန်နဲ့ပြီးတော့အကြမ်း brand လေးလက်ခံနေဗျာအာမခံလည်းတစ်နှစ်ပေါင်မယ်ပေါ့နော်Don't wake up. What do you think we become?ဒီပေါက်လေးတွေကလူကြီးမင်းတို့အတွက်အသုံးလုပ်လို့ပဲဖြစ်ပါစေဒီပေါက်လေးနဲ့ပတ်သက်ပြီးတစ်ခုသိချင်တာပဲဖြစ်ပါစေကျွန်တော်ကြည့်အချိန်ကြီးဆက်သွယ်မြင်နိုင်ပါတယ်ခင်ဗျာပြီးတော့ Riot Daily ရောက်တဲ့နေရာအကုန်လုံးကိုအိမ်ရောက်မှုချိန်နဲ့အကုန်လုံးပို့ပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုဒီမှာဆက်လက်ဆုံးဖြတ်ကြပါဦးခင်ဗျာ